ကဘာမောကလူသားမောင်းများစွာရဲ့အသေးနှလုံးကိုသိမ့်ပိုက်နိုင်ခဲ့တဲ့သူတယောက်သူ့ရဲ့သချင်းတွေကကဘာတဝင်းမှာပဲ့တင်ထက်ခဲ့ပြီးသူ့ရဲ့အကောက်တွေကတော့မျိုးဆက်ပေါင်းများစွာအတွက်တူယူစရာဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ King of Pop လို့ကဘာကတင်စားခေါ်ခဲ့တဲ့ဒီလူရဲ့နောက်ပေဘောဟာစင်မောကမီးရောင်တွေလောက်တော့မတောက်ပခဲ့ပါဘူးကလေးဘွားတွေကအောင်မြင်မှုနောက်ကိုလိုက်ခဲ့ရပြီးတခြားကလေးတွေကစားနေချိန်မှာသူကတော့စင်မောမှာသချင်းတွေစိုးနေခဲ့ရပါတယ်နောက်ဆုံးမှာတော့ကလေးငယ်တယောက်ဟာကဘာဂီတသမိုင်းကိုပြောင်းလဲပြနိုင်ခဲ့တဲ့လူပညာရှင်တယောက်ဖြစ်လာခဲ့ပါတယ်သူကတော့ Michael Jackson ပါဒီနေ့မှာတော့ Michael Jackson ရဲ့မယုံနိုင်တဲ့အောင်မြင်မှုတွေနဲ့သူ့ဘဝရဲ့နောက်ွယ်ကနာကျင်တရားအခန်းတွေကိုတစ်ဖန်ပြန်လည်ပြီးလေ့လာကြည့်ကြရမှာဖြစ်ပါတယ်။ Michael Jackson ကို1958ခုနှစ်ဩဂုတ်လ29ရက်နေ့မှာအမေရိကန်နိုင်ငံအင်ဒီယားနားပြည်နယ်ဂရေးမြို့မှာမွေးဖွားခဲ့ပါတယ်။သူဟာ Joe Jackson နဲ့ Catherine Jackson တို့ရဲ့သားဖြစ်ပြီးတော့မောင်နှမ9ယောက်ထဲကတစ်ယောက်ဖြစ်ပါတယ်။ငယ်စဉ်ကလေးက Michael ဟာသရှင်နဲ့အကောက်မှာထူးခြားတဲ့ပါရမီရှိခဲ့ပါတယ်။သူ့အကိုတွေနဲ့အတူ Jackson ဖိုက်အဖွဲ့မှာပါဝင်ဖျော်ဖြေခဲ့ပြီးအသက်ငယ်ငယ်လေးနဲ့ပဲစင်ပေါ်မှာမီးရုံတွေကြားထဲဝင်ရောက်ခဲ့ပါတယ်။ဒါပေမဲ့ကလေးတစ်ယောက်ရဲ့ကစားကွင်းဟာသူ့အတွက်ဆင်မြင့်ဖြစ်ခဲ့ပြီးတော့ကစားချိန်တွေဟာသရှင်လေ့ကျင့်တဲ့အချိန်တွေပဲဖြစ်လာခဲ့ပါတယ်။တူဖာခင်ဂျိုးဂျက်ဆင်ရဲ့စီကန်တင်းကျပ်တဲ့လေ့ကျင့်မှုတွေအောက်မှာမိုက်ကယ်ဟာနိုင်ပေါင်းများစွာတချင်းဆိုအကလေ့ကျင့်ဖျော်ဖြေခဲ့ရပါတယ်။အင်တာဗျူးတွေမှာမိုက်ကယ်ကိုယ်တိုင်ကလည်းငယ်စဉ်ကဖခင်ရဲ့ပြင်းထန်တဲ့ရိုက်နှက်ဆုံးမမှုတွေကိုခံခဲ့ရကြောင်းပြောပြခဲ့မှုပါတယ်။ Makes me happy. So we're feeding one another and it's a wonderful thing. ဒါပေမဲ့အဲ့ဒီပြင်းထန်တဲ့လေ့ကျင့်မှုတွေကပဲနောက်တစ်ချိန်မှာကမ္ဘာစင်မြင့်ပေါ်ကအကြီးမားဆုံးကျဲတဲ့ဘုံကိုမွေးဖွားပေးခဲ့တာပဲဖြစ်ပါတယ်။အသက်17နှစ်ဝန်းကျင်မှာမိုက်ကယ်ဟာ I Want You Back ABC စတဲ့သင်းတွေနဲ့ Jackson ဖိုက်ရဲ့အဓိကအဆိုချင်းဖြစ်ကမ္ဘာကျော်လာခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အိမ်မက်ကဒီမှာမရက်ခဲ့ပါဘူး။ငယ်စဉ်ကလေးကတကူတော်အမှုပညာရှင်ဖြစ်ရည်တည်နိုင်မှုစူးစမ်းခဲ့ပြီး1989ခုနှစ်မှာ All the World Album ကိုထုတ်ဝေခဲ့ပါတယ်။ဒီ album က Michael Jackson ကို Jackson ဖိုက်ရဲ့ကလေးဆိုတော်တယောက်အဖြစ်ကနေတကူတော် Superstar တယောက်အဖြစ်ပြောင်းလဲပြီးခဲ့ပါတယ်။ဒါပေမဲ့ဒါကမုံတိုင်းတွေမလာခင်မှာတိတ်ဆိတ်နေတဲ့ပင်လယ်ပြင်တစ်ခုလိုပဲဖြစ်ပါတယ်။1982ခုနှစ်မှာတော့ Thriller Album ထွက်ရှိလာခဲ့ပါတယ်။ Billie Jean, B.A. Thriller, The Gay Is Mine စတဲ့သင်းတွေဟာကမ္ဘာတဝန်းကိုလွှမ်းမိုးသွားခဲ့ပြီး Michael Jackson ရဲ့နာမည်ဟာလည်းဂီတလောကရဲ့အမြင့်ဆုံးနေရာကိုတက်လှမ်းလာခဲ့ပါတယ်။1984ခုနှစ် Grammy Award မှာတော့ Thriller Album ကသင်း9ပုံနဲ့အတူတညထဲ Grammy ဆု8ဆုကိုရရှိခဲ့ပြီးသူ့ရဲ့အောင်မြင်မှုဟာဂီတသမိုင်းထဲမှာအမှတ်သားတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ Michael Jackson ကိုကမ္ဘာကမမေ့နိုင်အောင်ပြုလုပ်ပေးခဲ့တာဟာသင်းတွေပဲမဟုတ်ပါဘူး။ Moonwalk ဆိုတဲ့အကဟာသူ့ရဲ့နာမည်နဲ့တွဲဖက်ပြီးသမိုင်းဝင်သွားခဲ့ပါတယ်။1983ခုနှစ် Motown 25 ဖျော်ဖြေပွဲမှာ Billie Jean သင်းနဲ့ Moonwalk အကကိုကားပြခဲ့ချိန်မှာတော့ပြည်သက်တွေကအဲ့ဒီအကကိုဆွဲလန်းသွားခဲ့ကြပါတော့တယ်။ Michael Jackson ဟာအောင်မြင်လာတာနဲ့အမျှမီဒီယာတွေရဲ့စောင့်ကြည့်ဝေဖန်မှုကိုလည်းပုံမခံခဲ့ရပါတယ်။ အာဖရိကန်အနွယ်ဝင်ဖြစ်တာကြောင့်သူ့ရဲ့အသွင်ပြင်အသားရောင်သပင်နဲ့မျက်နှာပုံစံတွေဟာမီဒီယာတွေရဲ့အာရုံစိုက်မှုအောက်မှာအမြဲရှိနေခဲ့ပါတယ်။ Michael Jackson ကိုယ်တိုင်ကလည်းငယ်စဉ်ကသူ့ရဲ့အသွင်ပြင်နဲ့ပတ်သက်ပြီးဖခင်ရဲ့ဝေဖန်မှုတွေကြောင့်စိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့ကြောင်းပြောပြခဲ့မှုပါတယ်။နောက်ပိုင်းမှာတော့သူ့ရဲ့မျက်နှာပုံစံပြောင်းလဲလာမှုကြောင့် plastic surgery ပြုလုပ်ခဲ့တဲ့ဆိုတဲ့အငြင်းပွားမှုတွေလည်းပေါ်ပေါက်လာခဲ့ပါတယ်။ဒါပေမဲ့သူ့အသားရောင်ပြောင်းလဲလာတာနဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်။ Michael Jackson ဟာဗက်လိုင်းကိုလို့ခေါ်တဲ့ QT ရေပြားယောဂခံစားခဲ့ရပြီးသူ့ခန္ဓာကိုယ်မှာအယောင်မညီတဲ့အဖြူရောင်အကွက်တွေပေါ်လာခဲ့ပါတယ်။အဲဒါကြောင့်နောက်ပိုင်းမှာတော့အသားရောင်ကိုညီညွတ်အောင်မိတ်ကပ်တွေနဲ့အလှပြင်ပစ္စည်းတွေအသုံးပြုခဲ့ရပါတယ်။1984ခုနှစ်ပက်စီကြော်ညာရဲ့ကူးနေစဉ်မှာလည်းမီချူမီပန်အမှားယွင်းကြောင့်မိုက်ကယ်ရဲ့ဥယျာဉ်ပြပြင်းထန်စွာမီးလောင်တန်ရာရခဲ့ပါတယ်။ဒီတန်ရာနဲ့နောက်ပိုင်းကာလတွေမှာသူအသုံးပြုခဲ့တဲ့အကြိုက်ခဲပြောက်ဆေးဝါးတွေနဲ့ပတ်သက်ပြီးတော့လည်းသူ့ဘဝပေါ်တက်ရောက်မှုတွေအများကြီးရှိလာခဲ့ပါတယ်။ဒါပေမဲ့ Michael Jackson ရဲ့ဘဝမှာအကြီးမားဆုံးအငြင်းပွားမှုတွေကတော့ဒီထက်ပိုပြီးပြင်းထန်လာခဲ့ပါတယ်။1993ခုနှစ်မှာကလင်းငယ်တူပေါ်လိမ်မိုင်းဆိုင်ရာစော်ကားခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့ရင်ဆိုင်ခဲ့ရပါတယ်ဒီကိစ္စဟာကမ္ဘာတဝန်းကမီဒီယာတွေရဲ့အာရုံစိုက်မှုကိုရရှိခဲ့ပြီး Michael Jackson ရဲ့နာမည်ကျော်ကြားမှုကိုလည်းအကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်2005ခုနှစ်မှာလည်းအလားတူဆွဆွဲချက်တွေနဲ့တရားရင်ဆိုင်ခဲ့ရပါတယ်ဒါပေမဲ့အဲ့ဒီတရခွန်မှာတော့ Michael Jackson ဟာဆွဆွဲချက်အားလုံးတွေအပြစ်မရှိကြောင်းတရားရုံးကဆုံးဖြတ်ချက်ချခဲ့ပါတယ်အိမ်တော်ကြီးဘဝမှာလည်း Michael Jackson ဟာနှစ်ကြိမ်တိုင်လက်ထပ်ခဲ့ပါတယ်1994ခုနှစ်မှာ Lisa Marie Presley နဲ့လက်ထပ်ခဲ့ပြီးနောက်ပိုင်းမှာကွာရှင်းခဲ့ပါတယ်1996ခုနှစ်မှာတော့ Debbie Rowe နဲ့ဒုတိယကြိမ်လက်ထပ်ခဲ့ပြီးသားသမီး3ဦးရဲ့ဖခင်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ဒုတိယအိမ်တော်ဟာလည်းနောက်ဆုံးမှာကွာရှင်းခဲ့ရပါတယ်ဒါပေမဲ့သူ့ဘဝရဲ့နောက်ဆုံးအခန်းကတော့သူကိုယ်တိုင်တောင်ကြုံမမြင်နိုင်ခဲ့တဲ့အဆုံးသက်တစ်ခုဖြစ်ခဲ့ပါတယ်2009ခုနှစ်ဇွန်လ25ရက်နေ့မှာကမ္ဘာကျော် King of Pop Michael Jackson ဟာအသက်50အရွယ်မှာကွယ်လွန်ခဲ့ပါတယ်စစ်ဆေးမှုတွေရာသူသေဆုံးမှုရဲ့အဓိကအကြောင်းရင်းဟာ Propofol လို့ခေါ်တဲ့အားပြင်းတဲ့အိတ်ဆေးတွေကဖြစ်ပေါ်လာတဲ့ပြင်းထန်တဲ့အဆိပ်သိမ်းမှုဖြစ်ကြောင်းသတ်မှတ်ခဲ့ပါတယ်Michael Jackson ကိုစေကူတာပေးနေတဲ့ဆရာဝန်ကွန်နက်မာရီယာဟာနောက်ပိုင်းမှာ Michael Jackson ရဲ့သေဆုံးမှုနဲ့ပတ်သက်ပြီးအပြစ်ရှိတာကြောင့်သူ့ကိုထောင်ဒဏ်6ပတ်ခြင်းခံခဲ့ရပါတယ်
မိုက်ကယ်ဂျက်ဆင်ရဲ့ဘဝဟာအောင်မြင်မှုနာကျင်မှုကြော်ကြားမှုနဲ့အထီးကျန်မှုတွေရောနှောနေတဲ့ဘဝတစ်ခုပါသူကကမ္ဘာဂီတကိုပြောင်းလဲနိုင်ခဲ့ပေမဲ့သူ့ဘဝထက်ကနာကျင်မှုတွေကိုတော့ဖျောက်ဖျက်လို့မရခဲ့ပါဘူးဒါပေမဲ့စင်မောကသူ့ရဲ့ရှင်လန်းတွေတချင်းတွေရဲ့အမှုပညာတွေကတော့ခင်အော်ဖော်တယောက်ရဲ့အမွေအနှစ်အဖြစ်ကမ္ဘာကြီးထဲမှာထာဝရကျန်ရှိနေခဲ့ပါတယ်